ကျွန်တော်အရင်တော့ပြောကြပါတယ်ဗာလေတရားရှာကူမာတွေ့တယ်အခုတော့အဲ့လိုမဟုတ်တော့ကျွန်တော်တို့ဗမာရှာရလဲဆိုတရားရှာစီဆိုင်မှာတွေ့ဖြစ်သွားပါပြီဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကိုထွန်း channel ကနေကြိုဆိုပါတယ်အခုကျွန်တော်တို့တွေတစ်ချက်ပြန်ပြီးဆွေးနွေးကြည့်မှာကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းကကျွန်တော်တို့ကအီရန်အရေးကိစ္စအရှေ့အလယ်ပိုင်းအရေးကိစ္စကြောင့်ပေါ့နော်ကျွန်တော်တို့73စီတွေပြက်လက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာစုံမကားတွေဒါစုံနေဆိုစီထည့်ရမယ်မနေဆိုစီထည့်ရမယ်ဆိုပြီးတော့ကျွန်တော်တို့ပြဿနာတွေတက်တယ်โอเคအဲ့နောက်မှာဘာထပ်ဖြစ်လာလဲဆိုတော့ကားတွေကိုအင်ဂျင်ပါဝါမူတည်ပြီးတော့တုံးတာဘလောက်ဝယ်ယူဝင်ပေးမလဲဆိုတော့ဘလောက်ပမာဏဝယ်ယူဝင်ပေးမလဲဆိုတော့ဆုံးဖြတ်တဲ့ပုံတွေမူတည်ပြီးတကယ်ကိုညံကြီးရှင်နေဗျာကျွန်တော်လက်ဖြားခါတယ်တကယ်ကျွန်တော်တို့သုံးသက်ကျွန်တော်တို့အဝေးဆုံးမကြည့်နဲ့ကျွန်တော်တို့အိမ်ကြီးချင်းနိုင်ငံထိုင်းနိုင်ငံမှာစီရီမပြတ်လက်အောင်ထိုင်းအစိုးရအကောင်းဆုံးထိန်းချောင်းပေးတယ်အခုချိန်ဒီပြဿနာကိုအကောင်းဆုံးထိန်းညှိပေးနိုင်တယ်ဒါသည်ဖွံ့ဖြိုးခြင်းမဖွံ့ဖြိုးခြင်းနဲ့မဆိုင်ဘူးအစိုးရတည်ဘလောက်ပြည်သူပေါ်စေတနာရှိလဲဆိုတဲ့အပေါ်မူတည်ပြီးတော့သွားတာဆိုတော့ကျွန်တော်တို့ဒီတကယ်တမ်းစဉ်းစားမှာကျွန်တော်တို့ဟာတာရလုံနေတာစုံနေမတွေဟာတာရလုံနေတယ်တစ်ဖက်မှာလည်းဗာလေ73စီဒီအင်ဂျင်ပါဝါမူတည်ပြီး73စီဘယ်လောက်ရောင်းမလဲဆိုတဲ့ဟာမျိုးတွေအဲ့ဒီမှာဘာပြဿနာထပ်တက်လာလဲဆိုတော့ QR code scan တွေဖတ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒါအပွားကားတွေပေါ့နော်ကျွန်တော်တို့ဟောလေအပွားအမှန်လို့တို့အမြဲပြောနေကြတဲ့ကားတွေပွားစီးထားတဲ့ကားတွေတစ်ခုပြီးတစ်ခုထွက်လာတယ်အဲ့ပြဿနာတွေအများကြီးထွက်လာတယ်အဲ့တော့ဒီလိုအခြေအနေမျိုးတည်အစခရေကမထိန်သိမ်းခဲ့တဲ့ပြဿနာတွေဖြစ်တဲ့အတွက်အခုချိန်မှာဒါတွေပြဿနာတက်မှာပဲဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဒါပြင်ပါလေ73စီဗာလေချွေတာဖို့အတွက်ကျွန်တော်တို့ဗုဒ္ဓဘုန်းနေတိုင်းကိုဗာလေ work from လုပ်ရမယ် okay တော်တော်မီးတွေမှန်တာ哦ကိုယ့်အိမ်ကို work from လုပ်တာကျွန်တော်တို့ကုမ္ပဏီတွေတော့စက်ရုံတွေတော့မီးမရဘူးနော်ဘယ်သူမှ work from မလုပ်ချင်ဘူးဘာကြောင့်ကိုယ့်အိမ်မှာမီးမရရင် internet wifi မရဘူး wifi မရရင်ဘာမှအလုပ်လုပ်လို့မရဘူးတချို့ aircon အိမ်တွေပူတယ်တချို့တွေဆိုရင်ဒါပန်ကာဖွင့်နေရတဲ့အိမ်တွေဆိုတော်တော်ပူတယ်ဆိုတော့ဒီလိုမျိုးဖြစ်တဲ့အတွက်ရုံးမှာ aircon လေးနဲ့ပဲ AC လုပ်ချင်ကြတဲ့သူတွေရှိတယ်ဒါပြင်စက်ရုံတွေမှာ AC လုပ်ချင်ကြတဲ့သူတွေရှိတယ်ဆိုတော့ဒီလူတွေဒီအိမ်မှာ work from လုပ်ချင်တာမေးအယောက်100မှာ69ယောက်ကမလုပ်ချင်ဘာကြောင့်လဲသူတို့ဒီအိမ်မှာမီးမမှန်တဲ့ပြဿနာတွေဒါတွေကိုအဓိကမထိန်ချုံနိုင်ပဲနဲ့မထိန်ကြောင်းနိုင်ပဲနဲ့မပြင်ဆင်နိုင်ပဲနဲ့ work from လုပ်ခိုင်းတယ်ညံကောင်းတယ်နော်တကယ်ညံကောင်းတယ်ဒီပဲတွေဆိုတော့ဘလို့လူတွေကပညာဟိုဘယ်လိုပြောမလဲအကြံဉာဏ်တွေပေးနေလို့ကျွန်တော်လည်းမပြောတတ်ဘူးလှုပ်လိုက်တိုင်းမှာအရှိအနောက်မှာကြိုးချောင်းနေဘတော့မှမစင်ကြင်ဘူးလှုပ်ချင်တာလှုပ်တယ်ပြည်သူကဖြစ်ချင်တာဖြစ်ငါတို့ထုတ်မယ်ကွာဆိုတဲ့ပုံစံမျိုးတွေရှိလာတယ်ဆိုတော့ဒီပြဿနာတွေကိုကျွန်တော်တို့ဘလို့ဖြေရှင်းမလဲဆိုတဲ့နီးလန့်ကိုကျွန်တော်အများကြီးမစင်းစားနဲ့အိမ်ကြီးချင်းထိုင်းနိုင်ငံကိုသွားပြီးတော့တစ်ချက်လေ့လာကြည့်လိုက်အောင်ထိုင်းနိုင်ငံမှာအခုချိန်ဒီတော့အေးစေးအငြိမ်ပဲဟိုသူတို့အစိုးရတွေပြည်သူပေါ်ကိုစေနာရှိတယ်တကယ်ပြည်သူပေါ်စေနာရှိရင်ဒါမျိုးတွေလုပ်စရာတော့မလိုအဲ့တော့ဒီလိုမျိုးလုပ်လိုက်ကြအဖြစ်ကျွန်တော်တို့ဘာပြန်ဖြစ်သွားလဲစီရီမောင်ခိုသမားတွေထွက်လာအဲ့တော့သူတို့ထုတ်ပြန်ထားတဲ့စာထဲမှာစုံမဒီအိမ်ဓာတ်တွေပဲပါတယ်တက်စီတွေမပါဘူးကျွန်တော်လုပ်ငန်းသုံးနေကားတွေမပါဘူးဆိုတော့ဒီလိုကားတွေကစီရီကိုပြန်ပြီးတော့ထုတ်တယ်နေ့စဉ်သူတို့မှထုတ်ခွင့်ရတယ်အဲ့တော့စုံနေ့မှာသူတို့ထုတ်ပြီးတော့ဟိုတခြားထုတ်မရတဲ့သူတွေကိုပြန်ပြီးရောင်းဆိုင်မှာဈေးတွေကမြင့်လာโอเคအဲ့တော့ကျွန်တော်တို့အရင်တော့မှောင်ခိုဈေးကွက်ပြန်ပြီးတော့ပေါ်လာပြီဒါကိုဒီအုံနောက်လေးနဲ့တွေးဖို့လိုတယ်အဲ့လိုမှောင်ခိုဈေးကွက်တက်လာတာကောင်းသောရလလားမကောင်းသောရလလားပြည်သူတွေဈေးအမြင့်နဲ့သုံးရတယ်ပြည်သူတွေရဲ့အရာအားလုံးပြည်သူပဲနေတာတယ်မြေစာပင်ဒီသူ့အတူနေတာဒါပေမဲ့ကျွဲတက်နေလဲခံရတယ်နွားတက်နေလဲခံရတယ်လူတက်နေလဲခံရတယ်လှဲလာလဲခံရတယ်ဘလို့ပဲနေနေဘာပဲဖြစ်နေထိကြိုက်တာပြည်သူပါပြည်သူကိုဘလို့အကျိုးဆောင်စီလျော်မှုမရှိတဲ့ထုတ်ပြန်ချက်တွေနဲ့ဘလို့ပဲကန့်သက်ထိန်းချုပ်နေပြီအဓိကထိကြိုက်နေတာဒီပြည်သူကောင်းစားဖို့မဖြစ်ပဲနဲ့ပြည်သူဒုက္ခရောက်ဖြစ်လာဒါကိုပြည်သူတွေလည်း
ကောင်းကောင်းကြီးခံနေကြရပြီလို့ကျွန်တော်တို့ထင်တယ်ဆိုတော့ကိုထုတ်ပြန်လိုက်တဲ့အရာတိုင်းမှာဒါကိုလက်ခံပြီးတော့လိုက်နာနိုင်တယ်လို့ဘယ်နှယောက်ရှိလဲပြန်ပြီးတော့ research တွေလုပ်စေချင်တယ် thesis တွေလုပ်စေချင်တယ် research ဘာမှမလုပ်ဘဲနဲ့ဘာ research မှမရှိဘဲထုတ်ပြန်မှုအရာတိုင်းဒီဘယ်အရာမှအကျိုးမဖြစ်ဘူးဒီလောက်ပဲပြောချင်တယ်ဆရာကြီးလောက်တာမဟုတ်ဘူးပြည်သူတယောက်အနေနဲ့ခံစားရတဲ့ဟာကိုကျွန်တော်ကြားနေပြီးတော့ကိုချင်းစာပေးကြည့်တာကိုယ်တိုင်ကိုချင်းစာမယ်ဆိုရင်ဒါတွေကိုနားလဲလာလိမ့်မယ်ကျေးဇူးထူးပဲတင်ရှိပါဗျာ